ဘုရားရှင်ကိုရောမြတ်ကြီးရဲ့နှမတော်ရူပနန္ဒာမင်းသမီးနော်နန္ဒာမင်းသားနဲ့လက်ထက်ထိမ်းများကနေမှာနန္ဒာမင်းသားကိုမြတ်စွာဘုရားကခေါ်သွားလို့နန္ဒာမင်းသားယဟန်ပြုပြီးတော့နောက်ဆုံးကျွတ်တန်းဝင်တဲ့နန္ဒာမင်းသားချုပ်ခံပေးတဲ့တို့အလုံးသိတယ်ဟုတ်လားအဲ့တော့ရူပနန္ဒာကကျမ်းနေရစ်တယ်နောက်တော့ပါကမဲတော်ဖြစ်တဲ့သုတ္တရဏမင်းကြီးကလည်းပဲယဟန္တာဖြစ်လို့ပြိဋိဘံဆန်တဲ့ထီပြူအောင်မှာမိတွေတော်ဂေါရမီသူ့ရဲ့အမေနော်ဂေါရမီကလည်းပဲဘိက္ခုနီမပြုတ်ပြီးတော့ယဟန်ဖြစ်သွားပြီဟုတ်လားသူ့ရဲ့မောင်တော်ကြီးကလည်းပဲတိတ်တထဆိုပြီးတော့ဟုတ်လားဒါဘုရားရှင်စေဧကံဖြစ်သွားပြီနော်သူ့ရဲ့လင်ယောက်ျားဖြစ်တဲ့နန္ဒာမင်းသားကလည်းယဟန်ပြုတ်သွားပြီနော်သူ့ရဲ့တူတော်လေးရာဟုလာကလည်းရှင်ပြုတ်သွားပြီအဲ့ဒီတော့သူ့မှာရွှေမျိုးရင်းချရလို့ဘာမှမရှိတဲ့အခါကျတော့ငါလည်းပဲမထူးဘူးယဟန်ပြုတ်မယ်ဆိုပြီးတော့သူဘိက္ခုနီမဝတ်တယ်တရားတရားနဲ့ဝတ်တဲ့ဘိက္ခုနီမဟုတ်ဘူးရွှေမျိုးတွေရဲ့ပုံမှာဆွဲလန်းမှုမမောမှုကြောင့်ဖြစ်လာတဲ့ဘိက္ခုနီပေါ့ဒါပေမဲ့သူ့မှာပါရမီကံတရားတွေအများကြီးပါတယ်အဲ့ဒါသူကယဟန်ဖြစ်လာပြီဆိုတော့မြတ်စွာဘုရားကြီးကိုမသွားဘူးဘာဖြစ်လို့တုံးဆိုတော့မြတ်စွာဘုရားကဒီရုပ်အစင်းရဲ့အပြစ်ကိုအလွန်ပြောတယ်သူကရုပ်အစင်းကိုအလွန်မှအကောင်းထင်တယ်ဒါသူ့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့အပြစ်ပြောမှာကိုသူစိုးရိမ်နေပေါ့ဒါကြောင့်အဲ့ဒါကို तू နားမထောင်ခြင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားတွေကို तू မသွားဘူးဒါပေမဲ့လို့ तू မသွားဘဲလည်းမနေနိုင်ဘူးဘုန်းဆိုမြတ်စွာဘုရားရဲ့ဂုဏ်သတင်းတွေကအလွန်တရာမှကြီးတာ哦တရားဟောကဘလို့ကောင်းတာဘလို့နားလေတာအဲ့လိုမျိုးမြတ်စွာဘုရားရဲ့နော်တရားနဲ့ပတ်သက်ပြီးတော့ဒီဂုဏ်သတင်းတွေကအလွန်မှမှုရတာဆိုတော့ तू မသွားဘဲမနေနိုင်ဘူးအဲ့တော့ तू ဘလို့စဉ်းစားတော့ဆိုတော့ဘိက္ခုနီမတွေရဲ့နောက်ကတတလေးတိတ်တိတ်ကလေးငါလိုက်သွားမယ်အဲ့ဒါငါ့ကိုမြတ်စွာဘုရားမမြင်စေရဘူးဘိက္ခုနီမတွေရဲ့နောက်ကနေကိုယ်ပြီးတော့မြတ်စွာဘုရားရဲ့ရွှေမျက်နှာတော်ကိုငါဖူးမြော်မယ်တရားကိုနာမယ်အဲ့လိုစိတ်ကူးနဲ့လိုက်တာလိုက်တော့ဘိက္ခုနီမတွေကဟာဒီကနေ့ထူးထူးခြားခြားရူပနန္ဒာထေရီနော်တရားနာလိုက်တယ်တော့သူမလိုက်စကူးလိုက်တော့မြတ်စွာဘုရားကလည်းပဲတရားအထူးဆန်းကိုဟောလိမလားမသိဘူးဆိုပြီးတော့ဘိက္ခုနီမတွေလည်းအများကြီးသွားကြတယ်လို့ဆိုတယ်အဲ့ဒါနဲ့ပိဋကတ်ထဲရောက်တဲ့အခါကျတော့မြတ်စွာဘုရားကသိတယ်မြင်တယ်ရူပနန္ဒာထေရီတရားနာလိုက်လာတယ်ဆိုတာသိတယ်အဲ့ဒီတော့သူ့အတွက်မြတ်စွာဘုရားကသူ့ကိုမြင်ရတော့သူကတော့တကယ်ရုပ်အစစ်လို့ထင်နေတာမြတ်စွာဘုရားကအလွန်တကူကြီးတော့ဘယ်တိုင်းဘယ်ပြည်ကဘုစုမင်းသမီးကဘလို့များလာပြီးတော့ပြုစုနေတယ်လည်းမသိဘူးရက်လေခတ်ပြီးတော့ကုသိုလ်ရအောင်လုပ်နေတယ်လည်းမသိဘူးလို့ထင်မှာပေါ့ဟုတ်လားအဲ့လိုသူကြည်တာကြည်တော့အဲ့ဒီနေမိတရုပ်ကိုလည်းပဲမြတ်စွာဘုရားနဲ့ရူပနန္ဒာဒီနှစ်ယောက်ပဲမြင်တယ်ပေါ့အဲ့တော့ရူပနန္ဒာကအဲ့ဒါကိုကြည်ရင်နဲ့မြတ်စွာဘုရားကဒီအမျိုးသမီးကိုအသက်20ရွယ်လောက်ဖြစ်အောင်တခါရှေ့တိုးပြီးတော့ဖန်တီးတယ်ကြည်ရင်နဲ့ရုပ်ကတဖြည်းဖြည်းနဲ့ရင့်နေပေါ့နောက်သားတစ်ယောက်မွေးပြီးတဲ့အရွယ်နောက်ကလေး2ယောက်3ယောက်မွေးပြီးတဲ့အရွယ်နောက်40 50 60 90 80တဖြည်းဖြည်းနဲ့ရုပ်ကိုဖန်တီးပြတယ်အဲ့လိုဖန်တီးပြတဲ့အခါကျတော့သူကြည်နေတော့မှပဲဒီလိုအိုးသွားတဲ့သဘောရှိလို့ဆိုတာကိုလက်တွေ့ကြသူမြင်ရတယ်ပေါ့အဲ့လိုကြည်ရင်နဲ့သူ့ရဲ့စိတ်ထဲမှာစောစောကသူ့ခန္ဓာကိုယ်ပေါ်မှာတက်မဲ့နေတဲ့စိတ်ဟာဒီနေမိတရုပ်ပေါ်မှာတက်မဲ့တဲ့အနေအထားနဲ့ပြောင်းသွားတယ်လို့ပြောခဲ့တယ်နော်ခုဒီနေမိတရုပ်ပေါ်မှာတက်မဲ့နေတဲ့စိတ်ကလည်းပဲမြတ်စွာဘုရားကတဖြည်းဖြည်းနဲ့ရုပ်ရဲ့သဘာဝကိုတကူကိုအသုံးချပြီးတော့ပြတဲ့အခါမှာအဲ့ဒီနေမိတရုပ်ရဲ့အပေါ်မှာဆွဲလန်းမဲ့မောတဲ့သဘောကလည်းတဖြည်းဖြည်းနဲ့ရော့လိုက်လာဟုတ်လားအဲ့လိုနဲ့အနာရောဂါနှိမ့်ဆက်တဲ့ပုံဖန်တီးတယ်အနာရောဂါနှိမ့်ဆက်ပြီးတော့လဲသွားတယ်အော်ဟစ်ညင်းညူနောက်သေဆုံးသွားတဲ့အနေအထားကိုဖန်တီးတယ်တေးပြီးတော့ဖူးဖူးရောင်လာတယ်ပုတ်လာတယ်ပွားလာတယ်လောက်တွေပါတွေကျလာတယ်ဒီလိုအနေအထားမျိုးတွေပါပြီးပြင်းပြင်းဖန်တီးပြတယ်အဲ့ဒါကိုသူစိုက်ပြီးတော့ကြည်နေရင်းနဲ့စောစောကတက်မဲ့မောတဲ့စိတ်တွေဟာတဖြည်းဖြည်းနဲ့ပါလျာပြီးတော့သွားတာဘယ်လောက်ထိဖြစ်လာတော့ဆိုတော့သူ့ရဲ့စိတ်ထဲမှာရုပ်ဆိုတာဘာမှတည်မြဲတဲ့သဘောမရှိပါလား